ရဆိုလို့ရှိရင်တက်တက်ကနေတွေ့ရနော်တက်တက်ကနေဘယ်လိုတွေ့တာလဲပြပါအောင် သပင်းလုံးမှုတယ် သပင်လောက်ဖို့တက်နော်ဟောသပင်လောက်ဖို့တက်လိုက်ရှာရန်နေပြီးတော့တက်တော့မှတွေ့ရနော်အမနဲ့ပို့ပေးတင်ထားတာ3ရက်လောက်တော့ရှိပြီနော်ဘယ်ကနေလာလဲ ဆိုင်တယ် လှိုင်သားနေရိုးရနော်လှိုင်သားနေတတိတကလာရောသပင်လာလောက်တာပေါ့နော် promotion တွေ့လို့နော်ဟုတ်ပြီအခုကဘာလုပ်မလဲသပင်က ဒီကောင်းလို့ ဒီကောင်တော့ပထမတော့ကောက်ချင်တာပေါ့နော်ကောက်ချင်တာသပင်တွေကအရန်ပျက်စီးတယ်ဆန္ဒအရန်ခြောက်တယ်ဟိုင်းလက်တွေလည်းပေါက်ထားတဲ့အတွက်ကြောင့်မလို့အခုတော့မကောက်သေးနဲ့နော်ရီဘောင်းလေးပဲလုပ်မယ်ကာလာမစိုးတော့ဘူးနော် ဆို ကဲအဲ့ဆိုလို့ရှိရင်ညီမလေးရဲ့မျက်နှာလေးနဲ့ပြောင်းလဲမှုရှိပါအောင်မလုပ်ပေးမယ်နော်အဝေးကနေလာပြီးအားပေးတဲ့အတွက်ကြောင့်မလို့နော်โอเคစလိုက်